တော့ငါကြည်လန်းလုံးငါကြည်လန်းလန်းလေးမှာအမေလည်းနဲ့ဆွဲလို့အမေလည်းနဲ့ဆွဲလို့ကျွန်တော်ရှောက်ခဲ့ဘူးအမေဟာကျွန်တော်ရဲ့အလေးတန်းမြတ်တာရီနဲ့ရပန်ထားကျေးဇူးဆက်လို့မကုန်နိုင်အမေမြတ်တာကြီးမှာအမေမြတ်တာကြီးမှာဝေးကွာနေပြီမယ်ဝေးကွာနေပြီမယ်အမေမျက်နှာမြင်ရအမေမျက်နှာမြင်ရပြန်လာခဲ့ပါမယ်မကြာမီပါအမေကောင်းမှုတွေဘဝတွေကျေးဇူးပါ